နီးပြတဲ့နှစ်ဦးကိုစမ်းတဲ့မဲ့နောက်လန်ဒန်ဒါဘီပြီးတော့ပါကျွန်တော် MFD ရမှာဒီပရိုမှာကျွန်တော်တင်လာညအတွက် Premier League ပွဲစဉ်1ပွဲချန်နောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ဖူဟန်နဲ့ Chelsea ပွဲကြိုသုံးသက်ချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြောရမှာနီးပြတဲ့နှစ်ဦးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဖူဟန်နီးပြအာဘီလိုအာကလည်းကျွန်တော်ရီယယ်နီးပြဟောင်းစားပြီးအလွန်ဆိုတဲ့ကကျွန်တော်ယူရို2008စပိန်မှာလည်းအတူတူပါဝင်ခဲ့တယ်လို့2010ကမ္ဘာဖလားမှာလည်းနေရာလုံးကပါတနာတွေတငယ်ချင်းတွေဖြစ်တဲ့အတွက်ဒီပြတဲ့နှစ်ဦးကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်တမ်းလက်ရှိအခြေအနေမှာတော့နှစ်ယောက်လုံးကလီဗာပူးမှာလည်းကစားခဲ့တယ်လို့ရီယယ်မှာလည်းနီးပြခဲ့တယ်ဇာဘီအလွန်ဆိုကတော့အားလုံးသိတဲ့အတိုင်းပဲလီဗာပူးကစားသမားကနေပြီးတော့ရီယယ်ဘိုင်ယန်ကစားသမားဖြစ်ပြီးမှကျွန်တော်လီဗာပူးစင်လည်းနီးပြတယ်ဆိုစီတက်ဘီမှာလည်းနီးပြတယ်ရီဗာဂူစီမှာအောင်မြင်လာတဲ့နီးပြတူဖြစ်ပါတယ်အဲ့တော့ရီယယ်ကိုပြောင်းလိုက်တဲ့အချိန်မှာတော့ရီယယ်ကတော့ဘရာလာကိုတီးတဲ့အတိုင်းပဲတော်ရုံနီးပြကတော့ဒဏ်မခံနိုင်ဘူးဗျဆရာအရန်များတဲ့အသင်းမှာဆရာများတဲ့အသင်းဆရာများရင်တားသေးတဲ့အသင်းမှာသူကတော့တော်ရုံနီးပြလောက်တဲ့အတွေ့အကြုံရင်းမောက်ကိုအဆင်ပြေမှာပါတက်ကြီးပိုင်းမှာနည်းနည်းလေးအဝင်ခွင့်ချဖြစ်ဖို့များတယ်ရီယယ်နီးပြကြတော့အဲ့တော့လွန်ဆိုရဲ့ရီယယ်မှာမအောင်မြင်မှုကအားနည်းချက်တစ်ခုလို့တော့တွားလို့တော့ပြောလို့တော့မရဘူးပေါ့ချယ်ဆီမှာတော့ဘယ်လိုလာမလဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ဒီပြဘိုင်းတွေဘယ်လိုအခင်းချသွားမလဲဆိုတော့ဒီနေ့ညအဆင်မသာဘူးကောင်းပါတယ်โอเคဒါဒီဖက်နီးပြဖူကန်နီးပြကလည်းအာဘီလိုအာကလည်းအစောပြောသလိုတွေ့ကြုံရင်ကစားသမားတူဖြစ်တယ်အဲ့တော့နီးပြပိုင်းမှာတော့အလွန်ဆိုကပိုတာနေတာပေါ့ brother နော်နီးပြပိုင်းတွေအလွန်ဆိုကတာမယ်လို့ကျွန်တော်ထင်တယ်โอเคဒါပေမဲ့ဖူကန်ကအိမ်ဝင်းစွမ်းဆောင်ရင်တော်တော်လေးကောင်းတဲ့အသင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီချက်ကိုတော့သတိထားရမယ်ဆန်နာဘက်နဲ့ defensive midfielder ကစားသမားတဦးစီတော့ဂျော်နေနေတာတွေ့ရတယ်ချယ်ဆီကအလေကွန်းလေပိုင်းမှာလည်းအသာချက်ပိုရှိတယ်အဲ့တော့ချယ်ဆီအနေနဲ့ကကျွန်တော်ကွန်းလေပိုင်းမှာစိုးမိုးပြီးတော့ဒီဖူဟန်ရဲ့ defensive block ကိုဖြတ်ပြီးမှဂိုးရဖို့ဖန်တီးဖို့ရတယ်ဖူဟန်ကတော့ corner desk ကနေသွားမှဂိုးသွင်းနိုင်မယ်နောက်တန်တာပြီးဖြစ်တဲ့အတွက်ဂိုးမောင်းတော့အနေများတယ်ဂိုးပေါင်းစည်းနဲ့ body စည်းမှာစတင်ချိန်မိုင်းနဲ့90ကနေပြီးတော့တလုံး80ဒီချယ်ဆီကကျင်းတက်လာတယ်ဂိုးပေါင်းစည်း3လုံးတင်ရတယ်3လုံး50ဒီဂိုးပေါင်းစည်းကျတော့ဇုံတစ်ခုတော့မိနိုင်တယ်ဖူဟန်ကဂိုးကလာတွင်းပေးလို့ရတယ်ဒါပေမဲ့နှစ်ခုလုံးတော့အနေများတယ်ဘာကြောင့်လဲ body စည်းတက်တယ်ဆိုမှတစ်ဖက်သိဂိုးရနိုင်ခြင်းမရှိဘူးဆိုရင်ချယ်ဆီကိုစီးကွမ်းတော့ပေးမဲ့အနေထားမျိုးပါ2026လွန်ခဲ့တဲ့အရင်နောက်ဆုံးကြေးကလည်းမိုင်းနဲ့90ဝေးကန်ပေးပြီး2-1နဲ့တောင်ရှုံးထားလို့ဒီပွဲကနီးပြအလွန်ဆိုကနာတပြားတာနေတာဖြစ်တဲ့အတွက် brother Premier League ပွဲစဉ်1မှာဝေးကွင်းဆိုလို့ league တစ်ပွဲပဲပါပါသေးတယ်အများကြီးစဉ်းစားတယ်လိုမယ်မထင်ဘူးခက်ခဲကစားမှာဖြစ်နိုင်တယ်ဆိုပေမဲ့လည်း Chelsea ကလွဲပြီးတော့တခြားရွေးချယ်တရားမရှိပါဘူး Premier League အဝေးကွင်းလည်းတစ်ပွဲပဲပါထားလို့ပါအသင်းကြီးတွေမှာလည်း Arsenal ပဲအောင်ထားလို့ Chelsea ကိုပဲရွေးချယ်ချင်ပါတယ်ကျွန်တော် MFD နဲ့ပါ